အဆိုင်ပိုးကိုကူးတဲ့အခါမှာပိုးသက်ဆေးတွေတောက်ပြီးတော့သူကပြန်စစ်တယ်ပေါ့နော်ပြန်စစ်တဲ့ဒီမှာဝုန်းကိုစစ်တဲ့ test က negative ဖြစ်ပြီးတော့သွေးကိုစစ်တဲ့ test က positive ဖြစ်နေတယ်သိချရပြီလားလို့မေးထားတယ်အဲ့တော့ကျွန်တော်တို့တွေမှာအဆိုင်ပိုးနဲ့ပတ်သက်ပြီးတော့စစ်ဆေးတဲ့ test တွေမှာဝုန်းကိုစစ်တဲ့ test ကိုကျွန်တော် antigen test လို့ခေါ်တယ်တနည်းအားဖြင့်ဒီပိုးကိုကျွန်တော်ဓာတ်ရိုက်ကိုစားပြုတဲ့ test ကိုကျွန်တော်အကြမ်းမှတ်လို့ရတယ်ပေါ့နော်အဲ့တော့ဝန်းမှာမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ခန္ဓာကိုယ်မှာလက်တလောဒီဘက်တီးရီးယားမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ဒါကျွန်တော်တို့အဖြေအတွက်ကောင်းတယ်ပေါ့နော်ကောင်းတယ်သူက90%အထက်ကိုလည်းသူကတိကျတယ်ပေါ့နော်ဒါကတစ်ခုရှိတယ်အဲ့တော့သွေးကိုစစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်ခန္ဓာကိုယ်ထဲကိုဒီဘက်တီးရီးယားပိုးဝင်သွားတဲ့အခါမှာခန္ဓာကိုယ်ကသူ့ကိုပြန်ပြီးတော့တိုက်ထုတ်ဖို့ကိုယ်ခံအားထွက်လာတယ် antibody ပေါ့နော် antibody ကိုစစ်တာအဲ့တော့ antibody test positive ဆိုတဲ့အဓိပ္ပာယ်ခန္ဓာကိုယ်ထဲကိုဒီအစာရင်ပိုးဝင်ထားတယ်ဆိုတာပဲကျွန်တော်တို့သိတယ်ဘယ်တော့ဝင်တယ်လဲစေကူတာလားစေကူတာဖို့လိုသလားအောင်မြင်လားမအောင်မြင်လားကျွန်တော်ဘာမှမသိနိုင်ဘူးပေါ့နော်နောက်တစ်ခုအရေးကြီးတာစေကူတာပြီးသွားတဲ့အချိန်မှာလည်းဒီအစာရင်ပိုးနဲ့ပတ်သက်တဲ့ antibody test ပေါ့နော်သွေးစစ်တဲ့အဖြေကချက်ချင်း negative မဖြစ်သွားဘူး positive ဖြစ်နေအဲ့တော့ကြာလာတယ်တချို့ဆိုလည်းတစ်နှစ်တချို့ဆိုလည်း3နှစ်လောက်ကြာမှဒီ antibody level ကကြာလာပြီးတော့ negative ဖြစ်သွားနိုင်တယ်တချို့ကြတော့လည်းမဖြစ်ပဲနဲ့နှစ်ပေါင်းများစွာကြာနေတာလည်းဖြစ်နိုင်တယ်เนาะဆိုတဲ့ဘက်ကကျွန်တော်တို့သွေးစစ်တဲ့အဖြေကိုဒီအဆိုင်ပိုးသမားတွေပေါ့เนาะစေကုသပြီးအောင်မြင်လားမအောင်မြင်လားကြည့်ဖို့အတွက်ကျွန်တော်တို့က follow up လုပ်တဲ့အခါမှာပြန်ပြီးတော့မစစ်ပါဘူးကျွန်တော်တို့စစ်တာကဒီကျွန်တော်တို့ဝန်းကိုစစ်တယ် antigen test ကိုစစ်တယ်ပြီးတော့လေမှုတ်တဲ့ test ကိုစစ်တာများတယ်တချို့ကြတော့ endoscope ပေါ့เนาะဒီအဆိုင်မှန်ပြောင်းကြည့်တာတဲ့အခါမှာလည်းသူအဆိုင်မှန်ပြောင်းအသားစားမှတစ်ဆင့်သူတို့ပိုးမွေးတာတို့ဘာလို့ဒါမျိုးတွေလောက်တာမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါကတက္ကနာအဲ့တော့ကျွန်တော်တို့တတိထားမယ့်အချက်တစ်ချက်ရှိတယ်ကျွန်တော်အဆိုင်ပိုးသမားတွေကိုပိုးတက်စေ14ရက်တိုက်တယ်ပေါ့နော်ကျွန်တော်အမောက်စလင်ပဲဖြစ်ဖြစ်ကျွန်တော် levofloxacin ပဲဖြစ်ဖြစ် metro ပဲဖြစ်အစုံပေါ့နော်ပြီးတော့ပိုးတက်စေအတွဲလိုက်တိုက်တယ်ဗျာပြီး basement therapy ဆိုတာရှိတယ်ပြီးတော့အဆိုင်မှာ acid ထွက်တာနည်းတဲ့ဆေးတွေပေါ့နော် bonoprazan လိုဆေးမျိုးတွေကျွန်တော်တို့ pantocid လိုဆေးမျိုးတွေ omeprazole လိုဆေးမျိုးတွေတိုက်တယ်အဲ့တော့ဒီဟာတွေတိုက်တာတဲ့အစာရင် acid ထွက်တာနည်းအောင်တိုက်တာတဲ့ဆေးတွေရှိတယ်ဆိုရင်ဒီဆေးတွေကိုရက်ပြီးတော့ကျွန်တော်တို့နှစ်ပတ်ကြာမှပဲဒီ stool antigen test ကိုပြန်စစ်ဝန်းကိုစစ်ဖို့လိုတယ်မဟုတ်ရင်သူကဒါတွေတောက်တာတဲ့ဒါမှမဟုတ်လေပိုးသက်ဆေးတွေတောက်တာတဲ့တစ်လအတွင်းပိုးသက်ဆေးဆိုတစ်လပေါ့နော်ဒီဆေးတွေရက်ပြီးတော့တစ်လလောက်မှပြန်စစ်မှအဆင်ပြေတယ်မဟုတ်ရင်ဒီဟာတွေတောက်နေတော့အချိန်ပေါ့နော်တောက်ပြီးတော့ခုနပြောလို့တစ်လလည်းမကြာသေးဘူးနှစ်ပတ်လည်းမနာရသေးတဲ့အချိန်မှာပြန်စစ်တယ်ဆိုရင်မှားပြီး negative ပြတတ်တယ် false negative ပေါ့နော်ယောဂရှိနေရတဲ့ကိုယ်မှာယောဂမရှိဘူးလို့ပြတာမျိုးဖြစ်တတ်တယ်ပေါ့လေ